အားလုံးပဲမင်္ဂလာပါဗျာကိုဒီမှာအားလုံးမင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့မနက်ခင်းလေးပါအားလုံးပဲမင်္ဂလာရှိရဲ့မနက်ခင်းလေးပါဗျာနော်ညတော့ကျွန်တော်လွှင့်နေဗီဒီယိုပိုင်းလေးရပြတ်သွားတာဖြစ်တဲ့အတွက် live show လေးရပြတ်သွားတာဖြစ်တဲ့အတွက်ဒီအကောင့်တစ်လေးကနေကျွန်တော်ဗီဒီယိုပိုင်းလေးရကွာလာရောက်တင်ပေးခြင်းလည်းဖြစ်ပါတယ်ဗျာနော်ခုဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့ရဆိုရင်ကိုဒီမှာအားလုံးပဲတက်နိုင်သမျှမျှဝေလို့ရမယ့်နေရာလေးဒီမှာမျှဝေပေးပါ share လို့ရမယ့်ကတူလေးဒီမှာ share ပေးပါအောင်ဗျာနော်ကိုပြည့်ရဲ့မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒီမနေ့12 နာရီတမီးနဲ့တော့ကိုဗီဒီယိုပိုင်းလေးတစ်ခွက်တင်ပေးခြင်းလည်းဖြစ်တယ်။ပေါက်မယ်ရမယ်လို့လည်းမျှော်လင့်ပါတယ်။မျှော်လင့်လို့လည်းကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးထားခြင်းလည်းဖြစ်တယ်။ည live show လေးကတော့ပြတ်သွားတယ်ဗျာနော်။ည live show လေးကတော့ပြတ်သွားတာဖြစ်တဲ့အတွက်ဝေမအားလုံးပဲလုံးဝကိုဘာဖြစ်တော့ဘူးဗျာနော်။ည live show လေးကပြတ်သွားတာဖြစ်တဲ့အတွက်ပြန်ကြည့်လို့တော့မရတော့ဘူး။မမြင်ရတဲ့လူတွေကမြင်ပြီးသားလူတွေကိုမြင်နေဆိုရင်တော့ဗီဒီယိုပိုင်းလေးကိုတက်နိုင်သမျှမျှဝေပေးပါတက်နိုင်သမျှ share ပေးပါတူမြင်နေတူပေါက်တယ်ဆိုတော့တဲ့နော်ဒီကောင်လေးကလည်းအကောင့်တစ်လေးဖြစ်တဲ့အတွက်အခုဒီမှာအားလုံးပဲအကောင့်တစ်လေးကိုအထားပေးဖို့မြစ်တာရက်ခံနေဗျာနော်အကောင့်တစ်လေးကိုအထားပေးဖို့လည်းမြစ်တာရက်ခံနေနောက်ဆိုရင်ဒီကောင်လေးကလိုက်လွှင့်လို့ရရင်ဒီကောင်လေးကနေပဲကိုပြီးတော့လိုက်လွှင့်သွားမယ်ပုံမှန်လေးတွေလိုက်လွှင့်သွားမယ်ပေါ့ဗျာနော်ပြီးတော့ပုံမှန်လေးတွေလိုက်လွှင့်သွားပေးမယ်ပေါ့နော်လိုက်လွှင့်လို့မရရင်တော့ကိုပြောဒီကောက်လေးကနေလိုက်မလွှင့်ဘူးပေါ့နော်ကဲအားလုံးပဲဝင်လာပြီတော့ねကိုလုံးနေကြအတိုင်းလေးတွေပဲလုပ်မယ်မှန်လေးတွေမတောက်ကတည်းရဲ့မိတ်ဆွေလေးများပိုင်မှန်လေးတွေတောက်ပြီးမယ်ဗျာနော် channel လေးကို subscribe မနှိပ်ကတည်းရဲ့ channel လေးကိုမအပ်ကတည်းရဲ့မိတ်ဆွေလေးများပိုင်လည်းအပ်ထားပါဦးဒီကောက်လေးကနေ like တွေအမြဲတမ်းလွှင့်နေမှာမလို့ပါဗျာနော်ကိုပြမိတ်ဆွေအားလုံးပဲကဲအားလုံးပဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်ဂျာတာဘရင်းနေဒီမနက်မှာကန်ဆက်ချင်တယ်ဆိုတဲ့မိတ်ဆွေလေးလေကိုပြည့်နဲ့အတူတူကန်ဆက်လို့ရပါတယ်ဗျာနော်ကန်ဆက်ချင်တယ်ဆိုတဲ့မိတ်ဆွေလေးလေကိုပြည့်နဲ့အတူတူကန်ဆက်လို့ရပါတယ်ကန်ဆက်ကြီးရဲ့ကန်ဆက်နံပါတ်လေးရဲ့ဟိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော် live show လေးရဲ့ live show လေးထဲမှာတော့မပြောတော့ဘူးကျွန်တော်ဒီထဲမှာပဲပြောလိုက်တော့မယ်ဗျာနော်ကန်ဆက်ကြီးလေးကတော့2000ကျပ်ပါကိုယ်မှအလုံးမှာကန်ဆက်ကြီးလေးကတော့2000ကျပ်ပါဗျာနော်ကန်ဆက်ကမဲ့ကန်ဆက်ကြီးလေးကတော့2000ကျပ်ပါဆက်သွယ်ရမယ်ကန်ဆက်နံပါတ်လေးကတော့6916939ပါဗျာနော်6916939ပဲဖြစ်ပါတယ်ကိုယ်မှအလုံးပဲဘရိတ်ကတော့ဒီမနေ့ဘရိတ်ကတော့49ဘရိတ်ပါဗျာနော်ဘရိတ်ကတော့49ဘရိတ်49ဘရိတ်ပဲဖြစ်ပါတယ်ပတ်မဲ့ဘက်တီက930ဘက်တီပါ9နဲ့ပတ်သက်ပြီးတော့59ရဲ့54ရဲ့56ရဲ့59ရဲ့ပါဗျာနော်ကျွန်တော်တို့3ညနဲ့ပတ်သက်ပြီးတော့34 3ည3ည4ရဲ့3ည6ရဲ့3ည8ရဲ့3ည4 3ည6 3ည8 3ည1ပဲဖြစ်ပါတယ်ဗျာနော်3ည1ပဲဖြစ်ပါတယ်ကိုယ်မှအားလုံးပဲ3ည1ပဲဖြစ်ပါတယ်ကိုပြည့်ရဲ့4ခုပရိတ်တဲ့အကြိုက်ဆုံးဆိုရင်တော့ကိုပြည့်ပိတ်တွေရလုံးမယ်3နဲ့36ပဲဖြစ်ပါတယ်ဗျာနော်ကဲကိုယ်မှအားလုံးဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့ရမိတ်တွေလေးများလုံးမကန်ကောင်းကြပါစေဗျာနော်တက်တာပါ